တွက်လက်ချက်ချသောမဲမြင့်ကျွန်ုပ်သည်နန်းနက်လမ်းလျှောက်လေရှိတနနက်၌ရန်ကုန်မြို့ကြောက်မြောင်းဘက်သို့လှည့်၍လျှောက်ခဲ့၏လမ်းတွင်ရုတ်တရက်မိုးရွာသည်နှင့်အနီးရှိအိမ်ဆိုင်ငယ်လေးတစ်ခုသို့မိုးဝင်၍ခိုမိ၏အိမ်ခန်းချင်းချင်းဟောင်းနှွမ်းသောဆိုင်ကုန်းပေါ်တွင်စေပြင်းလိပ်စီပေါ်လိပ်မုံပဲသည်စာအနှဲငယ်မျှတေခင်းထား၏ဆိုင်ရှင်မှာ15နှစ်16နှစ်ရွယ်တငယ်မှဖြစ်၏ပုံပန်းတော်တင်ယုံရှိ၏အနေအထိုင်ဝတ်စားတို့ကိုမြင်ရသဖြင့်စင်ရနွမ်းပါကြောင်းသိရပါ၏တို့ရာတွင်ဝတ်စားပုံထားပုံတူပုံဆိုင်ခင်းထားပုံတို့ကိုမြင်ရသဖြင့်ထိုတငယ်မှသည်တေချာတက်ရက်ကြကြနာနာရှိသည်ကိုအထူးသတိပြုမိ၏ဆိုင်တို့ဝင်မိလျင်ထိုတငယ်မှကပြုံး၍အော်ဥမိုးဝင်ခိုးလာလားထိုင်ပါမိုးဆဲမှသွားတာပေါ့ရှင်အေးကျေးဇူးပါကွယ်ဦးကခုမနက်နေတာတာနဲ့မိုးမရွာဘူးလားလို့ထီးတောင်မယူခဲ့ဘူးဟုတ်ကဲ့နေတာပေမဲ့မိုးသားမှမကင်းပဲခုမနက်မိုးရွာမှာပေါ့ဦးရဲ့အေးမင်းကအမှတ်သားကောင်းသားပဲသူ့ရွယ်နဲ့စားသောတော်ပီဤဟုစိတ်ထဲကချီးမွမ်းမိ၏ထို့နောက်ထိုတငယ်မှဘေးနားတွင်သတင်းစာဟောင်းဂျာနယ်ဟောင်း၄-၅ခုတွေ့မြင်ရသည်နှင့်အော်သတင်းစာဖတ်နေကြလားဟုတ်ကဲ့ဆိုပါတော့ရှင်ကိုယ်တိုင်ဝယ်မဖတ်နိုင်ပါအနည်းအနားမှာဝယ်ဖတ်နိုင်တဲ့သူများစီကအဟောင်းအမြင်ကလေးများတောင်းရန်ဖတ်ရပါတယ်မှန်လဲမဖတ်ရဘူးဦးရဲ့အေးစာဖတ်တာကောင်းတာပေါ့ကွယ်မင်းတော်တော်ဖတ်တတ်သလားကျမငယ်ငယ်ကအိမ်မှာပဲအဖေကစာသင်ပေးပါတယ်ကျမတို့ကဆင်းရဲတယ်ရှင်ကျောင်းမှာမနေနိုင်ဘူးအခုတော့အဖေရောမေရောဆုံးသွားကြတာ၄-၅နှစ်ရှိပါပြီကျမနဲ့မောင်ကလေးနဲ့2ယောက်တည်းရှိပါတယ်အဲ့ဒါနဲ့တော်တီတော်တက်ဖတ်တဲ့ရာကဟိုဟာဆွဲဖတ်ဒီဟာဆွဲဖတ်နဲ့ခုတော့တော်တော်လေးဖတ်နိုင်ပါပြီရှင်နေပါဦးမင်းသတင်းစာဖတ်တာတိုင်းရေးပြည်ဝါဒနာပါလို့လားတိုင်းရေးပြည်ဝါဒနာပါလို့ရမဟုတ်ပါစာဖတ်ချင်တဲ့ဝါဒနာလည်းရှိဖတ်ရင်လည်းမှတ်စရာသားစရာတွေ့တာနဲ့ဖတ်တာပါပဲနို့မင်းဖတ်တဲ့သတင်းစာချန်နယ်တွေမှာမင်းစီးရောက်တာနဲ့ဓာတ်ရိုက်သက်ဆိုင်တာများပါလို့လားစုံစမ်းလူ၍မေးသည်ဓာတ်ရိုက်တော့ဘယ်ပါမလဲဦးရဲ့နို့ပေမဲ့ဟိုတင်းပြောတာလို့စားများစားရတယ်မရှိဘူးဟင်းခတ်တာနဲ့ကုန်းတာပဲဆိုသလိုပေါ့ဦးရဲ့စာဖတ်လို့အကြမ်းမြင်များတော့ဈေးရောက်လာရောဘာရောနေရာတိုင်းမှာစိတ်ကူးညာအလိမ့်မှာတိုးတာပေါ့ရှင်အေးဟုတ်တန်ရရဲ့နေပါဦးမင်းတို့မိန်းမတွေဒီသတင်းစာတွေဂျာနယ်တွေဖတ်ဖို့လိုသလားကွဟာဦးကြီးနယ်လိုပါပြီလားခုတလောမကြဘူးလားရှင်မိန်းမအသင်းတွေဖွဲ့ဝစ်လုံတွေဘာတွေတောင်ဖြစ်ကုန်ပြီဆိုပဲဦးရဲ့ပြီးတော့လဲယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်စာတက်ရင်ကောင်းတာပေါ့ဦးရဲ့မင်းတို့မောင်နှမ2ယောက်ဘယ်လိုနေကြစားကြတယ်လဲကွအော်ကျမမောင်လေးကဟိုဘနာကဦးမြဘူးကျောင်းမှာနေတယ်အခု3တန်းရောက်နေပြီစာမေးပွဲတိုင်းအောင်တဲ့ဦးရဲ့ကျမဈေးအောင်လို့တစ်နေ့တစ်မှတ်9ပဲလောက်ကျန်တယ်အဲ့ဒါလေးနဲ့ကျောင်းလာကလည်းပြီးရတယ်ဝစ်ဖို့စားဖို့နေဖို့လည်းဒီအထက်ကပဲတခါအဝစ်စားအဆန်းလေးများဝယ်ချင်ပါရဲ့ရုပ်ရှင်လည်းကြည့်ချင်တာပဲနှုတ်ပေမဲ့ပတ်စံမလောက်တော့ချစ်ချုပ်ချူးချင်နေရတာပဲဦးရဲ့အေးတာရုကွယ်တာရုမိုးလက်ဆေးပြီးဦးသွားလိုက်အောင်ပဲဟုဆို၍ထွက်ခဲ့၏နောက်တနေ့နံနက်၌ကျွန်တော်ရေးသောစာအုပ်ထဲမှာတော်တင်သော9အုပ်ဗလာစာအုပ်12အုပ်သတင်းစာချာနယ်ဟောင်း10ဆောင်လောက်တို့ကိုထုတ်ယူ၍ထိုတငယ်မဆိုင်ဘက်သို့ရှောက်ခဲ့ပြန်၏နံနက်9နာရီခန့်တွင်ရောက်သွားရာထိုဝရိယရှိသောတငယ်မမှဆိုင်အသင့်ခင်းချင်းပြီးသည်ကိုတွေ့ရ၏မြင်းလျင်ပင်နှုတ်ခွန်းဆက်၍ရော့ဟေ့မင်းဖတ်ဖို့နဲ့မင်းမောင်လေးချောင်းမှာသုံးဖို့စာအုပ်တွေယူလာတယ်ရော့ဖတ်ပြီးရော့ဆို၍ပေးပြီးနောက်ထိုတငယ်မသည်ကျေးဇူးတင်လို့၍ပါဇက်ဟောင်းသားရှိနေစဉ်ကျွန်ုပ်သည်တုတ်ထွက်ခဲ့၏ဤကလွန်ခဲ့သော4-5နှစ်ကအဖြစ်ပြတ်သည်လွန်ခဲ့သောလကကျွန်ုပ်စာတတောင်ရယူဖက်ကြည့်ရာအောက်ပါအတိုင်းပါလေ၏ဦးရှင်စာအုပ်များပေးစဉ်ကရုတ်တရက်ထွက်သွား၍ကျေးဇူးတင်စကားမပြောလိုက်ရပါပေးထားသောစာအုပ်9အုပ်ယခုဖြင့်အလွတ်ရမလောက်ရှိနေပါပြီကျေးဇူးအင်မတန်တင်သည့်အတွက်ပေးသောနေ့ကပင်ကျမ၏မှတ်တမ်းစာအုပ်တွင်စာရင်းတင်ထားလိုက်ပါသည်ဦးကိုဘလို့ကျေးဇူးဆက်ရမည်လဲဟုအမြဲတွေးနေပါသည်ယခုမှထိုစာအုပ်တို့ကိုပုံနှိပ်တိုက်ကကျေးဇူးပြု၍ယခုစာကိုထည့်လိုက်ပါသည်ကျမတို့ဆိုင်ဘက်သို့လမ်းလျှောက်ခဲ့စေခြင်းပါသည်ဦးရှင်ကျွန်ုပ်ဒီထိုတငယ်မကိုမိနေရတတိရ၍ခါတိုင်းလိုပင်ထိမပါဖနှက်မပါဖြင့်အင်းကြီးလက်တို့နှင့်ထိုဆိုင်ဘက်သို့နန်းနဲ့လမ်းလျှောက်ထွက်ခဲ့၏ပထမဆိုင်နေရာတွင်အတန်ကောင်းမွန်တရသောနှစ်ထပ်အိမ်ကိုတွေ့ရ၏အောက်ထပ်တွင်စစ်လိပ်မျိုးထို့ပြင်ကုံစုံများတစ်ချမ်းတွင်လက်ဖက်ရည်ဆိုင်တွင်လည်းမြန်မာလူငယ်များအလုပ်လုပ်နေသည်တို့ကိုတွေ့ရ၏စိတ်တွင်ဇဝေဇဝါဖြစ်နေ၍အလုပ်သမားတယောက်ကိုမေးရအော်မဲမြင်လာရှိပါတယ်သူတို့အပေါ်ထပ်မှနေပါတယ်ကျွန်တော်ပြောလိုက်ပါမယ်ဟုပြောဆူနှင့်တက်သွားလေ၏မကြမီပင်လက်ဖက်ရည်မုံပဲတီစာတို့ကိုလောကကြီးစွာဖြင့်ကျွေးမွေးပြီးမှဥရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါပေးထားတဲ့စာအုပ်9အုပ်ကိုလည်းဒီမှာပေါင်းပြီးတည်အုပ်ထားပါတယ်ဟုဗီယိုမှထုတ်ရပြ၏မှတ်ထားသောစာစည်းရင်းကိုလည်းပြ၏ထို့နောက်ဆက်၍မိမိစာဘဝါဒနာရှိသဖြင့်ဘုဒ္ဓမြတ်စွာဘုရားကြောင့်ထို့ကြောင့်ပင်လင်ယခုဆိုင်ငယ်မှာယခုကိုပိုင်အိမ်နှင့်ဆိုင်ကြီးဖြစ်လာကြောင်းမိမများစာဖတ်တင်ကြောင်းချွေတာတင်ကြောင်းဘာကြောင်းညာကြောင်းနိုင်ဝက်ခန့်ကျွန်ုပ်အားလက်ချပေးနေလေသည်ကျွန်ုပ်မှလည်းပြုံးတဲ့ကမလုပ်ပဲနားထောင်နေရလေသည်ပြီးမှကျွန်ုပ်ဝတ်စားကိုစိုက်ကြည့်၍အော်ဦးကိုကျေးဇူးဆက်ချင်တဲ့စာအုပ်ဖိုးတွေက10ချက်15ချက်လောက်ရှိလိမ့်မယ်အဲ့ဒီတော့အနည်းဆုံးအဲ့ဒီစာအုပ်ဖိုးတွေကိုလက်ခံစေချင်ပါတယ်ဦးရဲ့
ဥမာပတ်စံငွေကြီးမချမ်းသာပါဘူး။နို့ပေမဲ့စာအုပ်ဖို့ကိုလက်ခံလို့တော့ဖြစ်မယ်မထင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ပေးတာနဲ့ရောင်းတာချမ်းသာတာကိုမင်းသိတယ်မဟုတ်လား။ဥရဲ့စာအုပ်ဖို့ကိုလက်ခံရမှာဖြင့်မင်းလက်ဖက်ရည်ဖို့မုံဖိုးတွေကိုလည်းလက်ခံရလိမ့်မယ်ဟုဆိုလိုက်ရာထိုနားလေလွယ်သောတငယ်မသည်ပြုံး၍သာနေလီတော့တည်း